green ပြက်နေရဆိုရင်လေရှူးရှူးရှင်းရှင်းနဲ့ရမ်းအောင်တောက်လို့ကောင်းတယ်ဒီမူဟင်းရည်လေးကိုလောက်တောက်ကြည့်ပါနော်ဒီရည်လေးကထိုင်းနိုင်ငံရှေ့မြောက်ဘက်အီဆန်ဒေသအစားတောက်လေးတစ်မျိုးလည်းဖြစ်တယ်ပေါ့နော်အီဆန်ဖူးတွေကတော်တော်လေးနာမည်ကြီးပါတယ်ရှင်အသီးရွက်စုံနဲ့လေပူပူဆက်ဆက်လေးတောက်ရတဲ့ဟင်းရည်လေးတစ်မျိုးပေါ့နော်ပေါင်ပစ္စည်းအတိအကျတော့ caption မှာလည်းရေးပေးထားပါမယ်ရှင်အရင်ဆုံးကတော့ကောင်းချင်းဆန်ကိုထမင်းစားစွန်းနဲ့စွန်းထည့်ပါမယ်ပြီးရင်သူ့ရေနွေးလေးနဲ့စိမ်ထားမယ်ပေါ့နော်အသီးရွက်လေးတွေကိုလည်းငါရည်လေးဆေးပြီးတော့ဒီလိုမျိုးလေးပြင်ထားရပေါ့နော်ကျက်သွန်မျိုးကျက်သွန်နီးငုတ်သီးစိမ်းနဲ့ဇပလင်လေးပါဒါလေးကတော့စူးပုတ်ရွက်နဲ့ပင်စိမ်းလေးပေါ့နော်ဒါကြတော့ထည့်မဲ့အသီးရွက်လေးတွေပါရှင်ဒီချက်တဲ့ချိန်မှာလေမပါမဖြစ်ပစ္စည်းလေးကတော့ထိုင်းငပိရည်လေးပါရှင်ဒါလေးကသင်္ဘောသီးထောင်းထောင်းနဲ့ငပိရည်လေးပေါ့နော်ကိုနှစ်တရာတစ်စိတ်ကိုသုံးလို့ရပါတယ်အမတို့ခုနကရေနွေးစိန်ထားတဲ့ကောင်းချင်းဆန်လေးကိုရေးစစ်ပြီးတော့အရင်ဆုံးထောင်းပါမယ်ပြီးတော့အရင်ကတော့ဇပလင်ရဲ့ကျက်သွန်ဖြူကျက်သွန်နီနဲ့ငုတ်သီးစိမ်းလေးကိုပါထည့်ပြီးတော့ထောင်းလိုက်ပါမယ်နော်အားလုံးကိုရောပြီးတော့ blender နဲ့ကြိတ်လဲရပါတယ်ရှင်တကယ်လို့ဇပလင်ကိုဒီလိုမျိုးထောင်းပြီးတော့မထည့်ချင်ဘူးဆိုရင်အချောင်းလိုက်ကိုထုပြီးတော့မှဟင်းရည်တွေကိုထည့်လဲရတယ်ပေါ့နော်အမြင့်ငင်းစုံလေးကသေးတော့လေနည်းနည်းချင်းစီခွဲပြီးတော့ထောင်းနေရပါထောင်းတာကတော့နည်းနည်းတော့ကြာတယ်သီလား blender နဲ့ကြိတ်လိုက်တာကတော့ပို့ပြီးတော့မြင်ပါတယ်ရှင်အကုန်လုံးထောင်းပြီးသွားပြီဆိုရင်တော့လေအမတို့တွေစပြီးတော့ချက်လို့ရပါပြီဒီဟင်းရထူကြတာလေဒီယာနန် leaf express ဆိုတာလေးကိုထည့်ပြီးတော့ချက်ကြတာပါအမကတော့ ready made လေးသုံးထားပါတယ်သူနဲ့ရေနွေးနဲ့ကိုထည့်ပြီးတော့အရင်ဆုံးတည်ပါမယ်ရှင်ဒါလေးကထိုင်းစူပါမားကတ်တွေနဲ့အေးရှမ်းစူပါမားကတ်တွေမှာဝယ်လို့ရပါတယ်ရှင်ထိုင်းမှာဆိုရင်ကတော့ပို့ပြီးတော့ပေါ်တာပေါ့နော်တကယ်လို့ရှာလို့မရရင်လည်းမထည့်လို့လည်းရပါတယ်ဟင်းရအယောင်ကတိတ်မစိမ့်တာပဲရှိမှာပါနော်အမတို့လေးဟင်းရဆူလာပြီဆိုရင်အပေါ်ကတက်လာတဲ့မြုံတွေကိုအရင်ခတ်ထုတ်ပါမယ်ပြီးတော့မှချက်သွန်ဖြူနေတွေထောင်းထားတာလေးကိုထည့်ပါမယ်နော်ပြန်စုပွက်လာပြီဆိုတော့မှဒီငပိရည်လေးကိုထမင်းစားစွန်းနဲ့နှစ်စွန်းကနေသုံးစွန်းတီထည့်လို့ရပါတယ်အရင်ဆုံးနှစ်စွန်းထည့်ကြည့်ပေါ့နော်အရသာမြည်ပြီးတော့မှလိုတော့မှထပ်ထည့်ပါရှင်ငပိရည်ထည့်ပြီးသွားပြီဆိုရင်တော့နည်းနည်းမာတဲ့အသီးရွက်လေးတွေကိုအရင်ထည့်ပါမယ်အငေါ့ဒီမှာမြစ်ကိုအရင်ထည့်လိုက်ပါတယ်ပြီးတော့ဇူကီနီကိုထည့်တယ်ပေါ့နော်ထိုင်း recipe တွေမှာတော့ရွှေဖြုံသီးတွေခွဲသီးလေးတွေကိုထည့်ကြပါတယ်အဲ့ဒါလေးတွေရရင်လည်းထည့်ပါနော်အငါနှစ်ခုလုံးရှာလို့မရလို့ပါရှင်မိနစ်အနည်းငယ်လောက်ပြုတ်ပြီးသွားတော့မှမိုးလေးတွေကိုထည့်ပါမယ်မိုးကတော့ကိုချိုင်းနှစ်တရာအစုံထည့်လို့ရတယ်ပေါ့နော်ကောက်ရိုးမိုးတို့ကျနှွေးမိုးတို့အပ်မိုးတို့အစုံပေါ့နော်ကိုချိုင်းနှစ်တရာကိုထည့်ပါရှင်အရသာအတွက်ကကြတော့ငပြားရည်ကိုထမင်းစားစွန်းနဲ့နှစ်စွန်းကြက်သားမုံကိုကြတော့လက်ဖက်စားစွန်းနဲ့တစ်စွန်းထည့်ပါမယ်နော်တီးရွက်လေးတွေနူးတဲ့အထိပြုံရင်တော့ရပြီပေါ့နော်အပေါ်ကနေမြုံလေးတက်လာတယ်ဆိုရင်လည်းဖယ်ထုတ်ပေးပါရှင်ချက်နေနဲ့မှလည်းရတာလေးကိုတစ်ချက်မြည်ပြီးတော့လိုတာလေးကိုထပ်ထည့်ပေါ့နော်အငါတော့ကြက်သားမုံလေးတစ်စုံလောက်ထပ်ထည့်လိုက်ပါသေးတယ်ကောင်းချင်းဆန်လေးထည့်ထားတာမို့လို့လေဟင်းရကြကြချက်လေးပို့ပြီးတော့ပြက်လာလေးဖြစ်မှာပါဟင်းရအပြည့်ကျဲကိုလည်းကိုယ်စိတ်ကြိုက်ချင်းလို့ရပါတယ်နော်ပြစ်ပြစ်လေးတောက်ချင်နေဆိုရင်နည်းနည်းကြကြလေးပူချက်ပေးပြီးတော့ကြဲကြဲလေးကြိုက်တယ်ဆိုရင်တော့အသီးရွက်လေးနူးတာနဲ့ချလို့ရပါပြီနော်အိုးချကန်ဒီတော့မှလေစူပုတ်ရွက်လေးရယ်ပင်စိမ်းလေးရယ်အုပ်ပေးပါမယ်ထိုင်းပင်စိမ်းလေးရရင်တော့ပို့ပြီးတော့ကောင်းပါလေရှင်ဒီပင်စိမ်းနဲ့စူပုတ်ရွက်လေးကဒီဟင်းရေမှာမပါမဖြစ်ပဲပေါ့နော်သူမပါရင်ဟင်းအနံ့လေးကတိတ်မတူပါဘူးရှင်အဓိကကတော့စူပုတ်ရွက်လေးကတော်တော်လေးအရေးကြီးပါတယ်နော်အရွယ်လေးနှစ်ခုကိုအုပ်ပြီးတော့ခဏလောက်မှွေးလိုက်ပြီဆိုရင်တော့ဒါဟင်းရည်လေးကရပါပြီနော်အိုးချလို့ရပါပြီဒီဟင်းရည်လေးကိုလေအငါဘန်ကောက်သွားတိုင်းမြဲမှာတောင်းနေကြသေးလားအရန်ကိုကြိုက်တာပါသူကအီဆန်ဖူးတွေရောင်းနေဆိုင်နေမှာဆိုရင်ရတတ်ပါတယ် Grab မှာလည်းမှာလို့ရတယ်ပေါ့နော်အီဆန်ဘက်ကအစားတောက်တွေကလေဒီငပိရည်လေးကိုသုံးတာများတယ်သင်္ဘောသီးတောင်းဆိုရင်လည်းငပိရည်လေးနဲ့ထောင်းတာပေါ့နော်သူကလာအိုစတိုင်အစားတောက်တွေလို့ပြောပါတယ်ရှင်အငါဒီဟင်းရည်လေးကိုထမင်းရယ်ပြီးတော့ထိုင်းစတိုင်အော်မလက်လေးပဇွန်လေးနဲ့ကြော်ရင်ပို့ပြီးတော့ကောင်းပါတယ်အဲ့ဒါလေးနဲ့တွဲစားတာကိုကြိုက်တယ်ပေါ့နော်အမြဲတမ်းအဲ့ဒီအတွဲဆက်ကိုမှစားပါတယ်ရှင်အခုကတော့ဘန်ကောက်လည်းမသွားရတာကြာပြီဆိုတော့လေအိမ်မှာပဲကိုယ့်ဘာနေကိုချက်စားလိုက်ပါတယ်တော်တော်လေးလွယ်ပြီးတော့လေဆိုင်မှာစားရတဲ့အရာသားလေးအတိုင်းပဲရှူးရှူးရှဲရှဲပူပူဆက်ဆက်လေးနဲ့ပေါ့နော်အရန်ကိုစားလို့ကောင်းတာပါအိမ်မှာလှုပ်စားကြည့်ကြပါအောင်နော်